လောက်ပါမကောင်းတာမလုပ်နဲ့အဲ့ဒါဘုရားဆုံးမပဲမဟုတ်လားဟုတ်ပါဗျာဘုရားကဘာဆုံးမလဲမကောင်းတာမလုပ်နဲ့ဆိုသလိုပါဇာနဲ့လည်းမပြောနဲ့ဝစီကမောလားစိတ်နဲ့လည်းပဲမကောင်းတာမကြံနဲ့ကံတော့ပါမောလားမကောင်းတာမလုပ်နဲ့မပြောနဲ့မကြံနဲ့ကောင်းတာလုပ်ပါအဲ့ဒါဘုရားရဲ့ဆုံးမမောလားမဟုတ်လားအဲ့ဒါဘာဆုံးမလဲဘုရားရဲ့အဆုံးမဘုရားရဲ့အဆုံးမကောင်းတာလုပ်ပါမကောင်းတာမလုပ်နဲ့ဆိုတဲ့အဆုံးအမကလူတယောက်တွေ့လားတတ္တဝါအလုံးတွေ့လားတတ္တဝါအလုံးတွေ့ဖြစ်တဲ့အတွက်ကြောင့်မလို့သာသနာ့ရဲ့ဓာတ်ပဲကိုနားလည်ရင်သာသနာပြုတဲ့ပုဂ္ဂိုလ်တော့အလေးထားသိတယ်ဟုတ်လားမှန်ပါဗျာဒါကြောင့်တချို့ယနေ့ကဘာမှာသာသနာ့ရဲ့ဓာတ်ပဲကိုကျေကျေပြန့်ပြန့်နဲ့ဆန်းဆန်းနားလည်တဲ့အခါစာတွေ့ကိုယ်တွေပေါင်းစပြီးတော့မတွေ့တဲ့ခါကျတော့မသိတဲ့ခါကျတော့သာသနာဆိုတဲ့အတန်ကိုကြားတာနဲ့ဗုဒ္ဓဘာသာအဖွဲ့ဗုဒ္ဓဘာသာပုံစံပေးအစွမ်းရည်ဆိုတော့အပြစ်မြင်ကြတယ်အပြစ်တွေပြောကြတယ်မဟုတ်လားမှန်ပါဗျာဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေအရှင်ဘုရားတို့တပည့်တော်ကသာသနာဆိုတဲ့ဝေါ်ဟာရကအားလုံးအတွက်ဖြစ်တယ်ဆိုတာနံပါတ်1နားလည်ရမယ်ဟုတ်လားဘုရားဘာသာအတွက်တမျိုးတည်းမဟုတ်ဘူးအားလုံးအတွက်ဖြစ်တယ်လူမျိုးပေါင်းစုံဘာသာပေါင်းစုံအတွက်ဖြစ်တယ်ဘာဖြစ်လဲဘုရားကမကောင်းတာမလုပ်နဲ့ကောင်းတာလုပ်ပါဆိုတဲ့အဆုံးအမဟာဘုရားဘာသာအတွက်ပဲဖြစ်လာဟုတ်ပါဗျာလူတွေအားလုံးကမကောင်းတာကိုမကြိုက်ကြဘူးဘုရားဘာသာကြီးပဲမကောင်းတာကိုမကြိုက်တာမဟုတ်ဘူးကောင်းတာကိုကြိုက်တာမကောင်းတာကိုမကြိုက်ဘူးမကောင်းတာကိုကောင်းတာကိုကြိုက်တယ်ဆိုတာဗုဒ္ဓဘာသာလူမျိုးတစ်မျိုးမကဘူးဗုဒ္ဓဘာသာဘာသာဝင်တစ်ဘာသာတည်းမဟုတ်ဘူးလူမျိုးအားလုံးဘာသာအားလုံးကမကောင်းတာဘူးမှမကြိုက်ကြိုက်လားကြိုက်ပါဗျာကောင်းတဲ့အရာအားလုံးကြိုက်တယ်မကြိုက်ဘူးလားကြိုက်ပါဗျာအဲ့ဒါကြောင့်မလို့အဲ့ဒါကိုထောက်လို့ရှိရင်အဲ့ဒါကိုလေ့လာကြည့်မယ်ဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားကကောင်းတာကိုလုပ်ပါမကောင်းတာမလုပ်ရနဲ့ဆိုတဲ့စကားကဗုဒ္ဓဘာသာလူမျိုးအတွက်မဟုတ်ဘူးဆိုတာသိကြတယ်မသိကြဘူးလားသိကြပါဗျာညင်းလို့ရမလားမရပါဘူးဗျာညင်းလို့မရဘူးမဟုတ်လားဒါကြောင့်မို့လို့ဘာဖြစ်လဲလူတယောက်ဟာမကောင်းတာကိုမလုပ်ဘဲနဲ့ကောင်းတာလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာအဲ့ဒီလူရဲ့ဘဝငြိမ်းချမ်းပြီမငြိမ်းချမ်းဘူးလားငြိမ်းချမ်းပါဗျာနောက်ပြီးတော့ငြိမ်းချမ်းပြီငြိမ်းချမ်းမယ်တိုးတက်မယ်ညီညွတ်မယ်မဟုတ်လားမှန်ပါဗျာပျော်ရွှင်ကြမယ်မကောင်းတာကိုလုပ်ပြီးကောင်းတာကိုမလုပ်ဘူးဆိုလို့ရှိရင်ဒုက္ခရောက်မယ်စိတ်လုံးညီညွတ်မှုပြည့်ပြားမယ်ဖွံ့ဖြိုးတိုးတက်မှုပြည့်ပြားမယ်ဉာဏ်ဉာဏ်သာယာမှုပြည့်ပြားမယ်မပြည့်ပြားဘူးလားပြည့်ပြားပါဗျာအဲ့လိုမိရဲ့ဘဝဆင်းရဲမှုဉာဏ်ဉာဏ်မှုမရှိဘဲနဲ့ဆင်းရဲမယ်မတိုးတက်ဘူးစိတ်လုံးညီညွတ်မှုပြည့်ပြားမယ်ဆိုလို့ရှိရင်အခြေခံအကြောင်းတရားကလူတွေမကောင်းတာကိုလုပ်ပြီးတော့ကောင်းတာကိုမလုပ်လို့ပဲမဟုတ်လားမကောင်းတာကိုလုပ်ပြီးတော့ကောင်းတာမလုပ်တဲ့ခါကျတော့ဘုရားရဲ့စကားနဲ့သွေးဖယ်သွားပြီမဟုတ်လားဒါအတိတ်ပဲရှင်းရှင်းကတော့ဒါဘုရားရဲ့အဆုံးအမကိုမလိုက်နိုင်ဆင်းရဲတာပဲမဟုတ်လားဒါကြောင့်မို့လို့သာသနာဆိုတဲ့စကားလုံးဟာဗုဒ္ဓဘာသာအတွက်ဘုရားဘာသာလူမျိုးတွေမဟုတ်ပဲတကဘာလို့အတွက်ဖြစ်တယ်ဆိုတာအားလုံးနားလည်ကြပါမဟုတ်လားမှန်ပါဗျာဒါလူတွေကမကောင်းတာကိုမလုပ်ပဲကောင်းတာ